ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်က OBS နဲ့သက်ဆိုင်တဲ့ mobile game ဆွဲတဲ့အခါသက်ဆိုင်တဲ့ setting တွေကိုအသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါတယ်။ Bro အနေနဲ့ mobile game တွေကို OBS မှာဆွဲတဲ့အခါ mobile game တွေဆိုတာဒီ Mobile Legends တို့ PUBG တို့လို့ပေါ့။ခြားတော့အစားရှိတဲ့ mobile game တွေကို OBS မှာဆွဲတဲ့အခါထက်တာတွေ blurry ဖြစ်တာတွေကြုံရလား။ကြုံရတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုဆုံးထိအတိုင်းဒီဗီဒီယိုမှာကျွန်တော်အဲ့ဒီနဲ့ပတ်သက်ပြီးတော့အဲ့ဒီကိုဘယ်လိုဖြည့်ရှင်းရမလဲဆိုတော့အသေးစိတ်ပြောပြပေးတော့မှာဖြစ်တယ်။ဆိုတော့အရင်ဆုံးကျွန်တော်တို့ OBS ကိုဖွင့်ရမယ်။ကျွန်တော်ဒီမှာဖွင့်လက်စာလေးရှိတော့ OBS လေးကိုဖွင့်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်က source တွေ sense တွေကိုကျွန်တော်ဒီဗီဒီယိုမှာမပြောသေးဘူး။ပြောသေးဘဲနဲ့ဒီ control တွေကဒီ settings တွေဟာတွေကအကြောင်းအရာလေးတွေကိုကျွန်တော်နည်းနည်းပြောပြမယ်။ဘာလို့လဲဆိုတော့ဒီကဘယ်လိုပြောမလဲ generally ဆွဲတဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ထစ်တာတွေ blurry ဖြစ်တဲ့ဟာတွေကိုမရှိအောင်လို့ထားရမယ် setting လေးတွေပေါ့လေ။အဲ့ဒီကိုကျွန်တော်ပြောပြမယ်။ဆိုတော့ဒီ mobile game တွေပါလေဆော့တယ် Mobile Legends တို့ PUBG တို့ဆော့တယ်ဆိုလို့ရှိရင်ဒီမှာပါတဲ့ default နံပါတ်တွေနဲ့ထားရဲဆိုလို့ရှိရင်အဲ့လိုကို string ကဝါးတာတွေထစ်တာမျိုးတွေဖြစ်တတ်တယ်ဆိုတော့အဲ့ဒီမထစ်အောင်ကျွန်တော်လွယ်ဆုံးနဲ့အမြန်ဆုံးပြောပြပေးမယ်ဆိုတော့ဒီ general ရဲ့ဟာတွေကဘာမှတိတ်ပြီးတော့ trade to ပြောစရာမရှိဘူးရေးကြည့်တဲ့ဒီ appearance ကလည်းပြောစရာမရှိဘူး string ကလည်းကျွန်တော်ရှေ့ဗီဒီယိုမှာပြောပြပြီးသားပြီဒီ output ထဲမှာရေးကြည့်တဲ့ဒီ output ကိုပြောပြရင်ရပြီဆိုတော့အောက်ပေါ်မှာကျွန်တော်တို့ဒီ streaming ဆိုတဲ့ခေါင်းစဉ်အောက်ကဒီ output ထဲကဒီ video bitrate မှာကျွန်တော် default ပါလာရဲဆိုလို့ရှိရင်4000ဒါမှမဟုတ်6000ဖြစ်ကောင်းဖြစ်နိုင်တယ်4000နဲ့6000နောက်ပြီးတစ်ခုပဲကျွန်တော်မှတ်မိတော့လို့4000နဲ့6000ကို2500 kbps ပြောင်းလိုက်2500ဆိုလို့ရှိရင်ကျွန်တော် mobile game တွေဆော့တဲ့ခါကျအဆင်ပြေတဲ့ mobile game တွေမဟုတ်ဘူးဒီ PC game တွေဆော့တဲ့ခါကျလို့ရှိရင်2500ဒီ bitrate နဲ့အဆင်ပြေတယ်ပေါ့လေအဲ့လိုမဟုတ်ဘဲနဲ့ဒီ4000 bitrate နဲ့သွားဆော့မယ်ဆိုလို့ရှိရင်ဖုန်းနဲ့ကွန်ပျူတာနဲ့ဂျားထဲမှာအဲ့လိုအဆင်ပြေမှုတွေဖြစ်ပြီးတော့ဖြစ်နေကြပြဿနာတွေအတိုင်းပဲဝါးတာတွေထစ်တာတွေအဲ့လိုတွေဖြစ်လိမ့်မယ်ပြီးတော့ရင်ဒီ audio bitrate မှာ160ထား160ကအဆင်ပြေတယ်အရင်ဘယ်လိုပြောရမလဲဒီလိုမဟုတ်ဘူး bitrate အရင်များလို့ရှိရင်ကျတော့ audio file size ပိုကြီးတာမျိုးတွေဖြစ်တတ်တယ်ပြီးတော့ဒီ video encoder မှာလည်း hardware ပဲထားတာ software ထားလို့ရှိရင်ကျတော့ encode လုပ်ရတာအဲ့လိုနည်းနည်းပိုကြာတာမျိုးတွေဖြစ်ကောင်းဖြစ်တတ်တယ်ပြီးတော့ encode process မှာကျတော့ good quality ဒါရွေးရတာအကောင်းဆုံးပဲဘာလို့လဲဆိုတော့အရင် high quality best quality ရွေးလိုက်ရဆိုလို့ရှိရင်ကျွန်တော်တို့ PC ကိုပို့ပြီးတော့လုပ်ခိုင်းရတာဖြစ်တဲ့အတွက်ရှည်အတွက်အဆင်မပြေပါဘူးဆိုရင်ရတယ်ပေါ့လေဆိုတော့ဒါတော့ဒီ streaming အောက်မှာကျွန်တော်အရေးကြီးတဲ့ဒီ blurry ဖြစ်နေတဲ့ပြဿနာတွေအတွက်အရေးကြီးဆုံးကဒီ bitrate ပဲဒီ bitrate ဆိုတဲ့ဟာအဲ့ဒါအရေးကြီးဆုံးပဲဒီ bitrate ကိုကျွန်တော်တို့2500ထားလိုက်လို့ရှိရင် blurry ဖြစ်တဲ့ပြဿနာတွေကိုဖြေရှင်းသွားလိမ့်မယ်ဒါနဲ့စကားမဆက်ကြားဖြတ်ပြီးပြောချင်တာကကျွန်တော်ရှေ့မှာတင်ထားတဲ့ဗီဒီယိုအဲ့ဗီဒီယိုမှာ view က100ဝန်းကျင်ပဲရှိရပေါ့လေဒီလားကြားတဲ့အချိန်မှာ100ဝန်းကျင်ပဲရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့နောက်ထပ်ဗီဒီယိုတွေလုပ်ဖို့အတွက်အဲ့ဒါရန်ဟိုမှာအားရော့နေတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ဒီ OBS နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ live stream နဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်သေးခြင်းနဲ့လှုပ်စေခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ channel လေးကို like က subscribe လုပ်တာတွေဒါမှမဟုတ် comment ပေးတာတွေတစ်ခုခုပေါ့7 တစ်ခုခုဗျာဘရိုစနာရှိတာတွေလုပ်ပေးသွားစီခြင်းနဲ့အဲ့တော့ကျွန်တော်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်လည်းဆက်လုပ်ဖို့အတွက်ခွန်အားလေး PC လေးတွေပဲဖြစ်ဖြစ်ဘယ်လိုမျိုးလေးရတာပေါ့လေပြီးတော့ရင် recording ဆိုတာကျွန်တော် streaming မလုပ်ဘဲနဲ့ဒီ OBS မှာ record only ပဲလုပ်မယ်ဆိုလို့ရှိရင်ဒီ recording part မှာကျွန်တော်တို့ဘယ် location မှာထားမလဲကိုကွန်ပျူတာရဲ့ဘယ်နားမှာထားမလဲဆိုတော့တိတ်တာပေါ့လေဒါတော့ trade to တိတ်ပြောစရာမရှိပါဘူးပြီးရင် recording quality ကကျွန်တော်တို့ stream နဲ့အတူတူပဲထားမလားဒါမှမဟုတ် high quality ထားမလားဒါကိုနှစ်သက်ရရွေးချယ်လို့ရတယ်ကျွန်တော်တို့ stream နဲ့အတူတူပဲထားရလိုက်တယ် recording format ကျွန်တော်တို့ format မျိုးစုံရှိတယ် MP4 ထားမလား FLV ထားမလားဒီ MPEG DMP4 ပြီး hybrid MP4 repeater တွေရှိတယ်ကျွန်တော်ကတော့လောတယ်ဒီ MPV ဆိုရထားရတယ်ဒါကတော့ default ပါလာတာပေါ့လေဆိုတော့ MP4 တွေဘာတွေပြောင်းထားလဲပြဿနာတော့မရှိပါဘူးဒါပေမဲ့ default ပါလာလေးလဲအခုလက်ရှိသုံးနေတာအဆင်ပြေဖြစ်တဲ့အတွက် default လေးကအဆင်ပြေတယ်ပြီးတော့လို့ရှိရင်ဒီ replay buffer ဒါနဲ့ပတ်သက်ပြီးတော့တိတ်ထွေးထူးပြောတာမရှိဘူးဒီ advanced ထဲမှာကျွန်တော်တို့ string delay ဆိုတာကကြတော့ကျွန်တော်တို့ string မှာအခုလက်ရှိ string နေတာနဲ့ဟို live stream မှာတကယ် Facebook တို့ YouTube တို့မှာတက်သွားတာနဲ့ဟိုအချိန်ဘယ်လောက်ချားမလဲဆိုတာမျိုးပေါ့အဲ့မှာ duration ကိုသွားပြီးတော့ကြိုက်တယ်လို့ပြောင်းလဲလို့ရတယ်ကျွန်တော်တို့ PUBG တို့ဘာလို့မဆော့တဲ့အတွက်တိတ်ပြီးတော့ပြောင်းလဲစရာမလိုဘူးဟောတော့ PUBG တို့ဘာလို့မှဆိုလို့ရှိရင် stream snipe တဲ့ပြဿနာတွေပဲရှိတတ်တာဆိုတော့အဲ့ခါကျရင် duration လေးနည်းနည်းတင်ပေးလိုက်လို့ရှိရင် stream snipe ဖို့အတွက်တိတ်မလွယ်တာမျိုးပေါ့အဲ့လိုမျိုးလေးပါပဲဆိုတော့ရေးကြီးဆုံးချက်ဖြစ်တဲ့ဒီ bitrate ကို bro အနေနဲ့တေချာလေးကြည့်ပြီးတော့မှတ်ထားသေးချင်ပါတယ်ဒါလေးကိုတည်တာပြီဆိုလို့ရှိရင်ဆွတဲ့ခါကျရင် blurry ဖြစ်တဲ့ပြဿနာတွေကိုဖြေရှင်းသွားနိုင်ပါလိမ့်မယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆိုတော့ OBS နဲ့ပတ်သက်တဲ့ setting တွေကိုနည်းနည်းလေးတော့တည်သွားမယ်လို့မျှော်လင့်တယ်နည်းလေးထပ်ပုံလည်းပုံမှာပေါ့လေ
ဆိုတော့ကျွန်တော်ကိုနောက်ထပ်ဘာဗီဒီယိုတွေလုပ်စေချင်လဲဘာအကြောင်းအရာတွေပြောစေချင်လဲဆိုတော့ comment အောက်မှာရေးခဲ့ပေးပြီးတော့ကျွန်တော်ရဲ့ဒီ YouTube channel လေးကို like and subscribe လုပ်သွားပေးဖို့ညွှန်လင့်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့အားလုံးပဲတတ်တာပါ